ဟုတ်ကဲ့အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့17ရက်6လ2026ဒီနေ့ကြာတာမင်းနေ့ညနေ4:30တက်ဖြစ်ပါနော်ဗီဒီယိုဖိုင်လေးလက်မှတ်ဖြစ်တာကြာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီနေ့ညနေအတွက်ကျွန်တော်ကြာတာမင်းနေ့ညနေ4:30တက်တော့ကျွန်တော်ထိပ်စီးပတ်တင်တဲ့အခွေလေးလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်ကြအားလုံးပဲကြိုင်တက်တဲ့အကိုတွေမှညာရှင်ယူသုံးနိုင်နေပြန်နော်ဒီနေ့ညနေအတွက်ကျွန်တော်17ရက်6လ2026ကြာတာပတိနေ့ညနေ4:30အတွင်းကိုကျွန်တော်ထိစီးပတ်တီလေးနဲ့ကျွန်တော်တို့အခွေလေးပေးတော့ဖြစ်ပါတယ်နော်မနေ့ကကျွန်တော်တို့ပေါက်ကွက်မရခဲ့ဘူးကြာနော်မနေ့ကတော့မအောင်မြင်ခဲ့ဘူးမူခွေလေးတွေလှုပ်လှုပ်သွားတယ်နော်မူခွေလေးတွေပရိတ်တူမူနော်ပရိတ်တူမူလေးတွေချိုင်းနေတဲ့လို့လိုက်တဲ့မိတ်ဆွေတော့ရမယ်နော်28နှစ်8ဆိုရကြသွားတယ်ဒီနေ့ညနေတော့ကျွန်တော်ထိပ်စီးပတ်တီလေးပြီးရှင်းပေးသွားပြန်နော်ထိပ်ပတ်တီပေါ့ဗျာနော်ဒီနေ့ညနေတော့ကျွန်တော်ပတ်တီလေးတစ်လုံးထပ်မှန်ပြီးတော့ထိပ်စီးနဲ့ထပ်မှန်ပြီးရွှေ့ရှင်းပြီးသွားပြီပါနော်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်ထိပ်ပတ်တီရပါလဲဆိုလို့ရှိရင်ဒီနေ့ညနေကျွန်တော်ဖိတ်3ရက်4:30တော့ပေါ့ငါပတ်တီဆိုရင်ယူထားပါတယ်နော်ငါနဲ့ပတ်သက်ပြီးတော့ကျွန်တော် main 3ခွက်ထပ်မှန် main 2ခွက်ပေါ့နော်တစ်ခွက်ကောင်းတစ်ခွက်နဲ့ break ရှုပ်ပြီးကျွန်တော်ထပ်မှန်ပြီးရွှေ့ရှင်းပေးခဲ့ပြန်နော်အဲ့ဒါကိုဒီနေ့ညနေတော့ကျွန်တော်တို့ main ခွက်လေးတွေကျွန်တော်တို့ငါးနဲ့ပတ်သက်ပြီးကျွန်တော်ထပ်မှန်ပြီးရွှေ့ပေးပြန်ဗျာနော် main နော်ငါးနဲ့ပတ်သက်ပြီးတော့ကျွန်တော် main လေးထပ်မှန်ပြီးရွှေ့ပေးပြန်နော် main ကကျွန်တော်တို့50 51 58ဆိုလို့ရှိနေဗျာနော်နောက်အဲ့ဒီလေးထဲမှာကျွန်တော်တို့ break တစ်ခွက်ကောင်းပါနော်အဲ့ဒီမှာကျွန်တော် break ကပါရှိတယ်နော် break ကပါရှိမလဲဆိုတော့ကျွန်တော်တို့ break ကဒီနေ့ညရဲ့အတွက်ကိုကျွန်တော်တို့3 break ဆိုပြရှိထားပြီဗျာနော်3 break ဆိုပြရှိထားမယ်အဲ့ဒီမှာ break နဲ့ကျွန်တော်တို့ပတ်တီးရဲ့တင်ခွက်ကပါပြည့်လာမလဲဆိုရင်ညနေ4:30အတွက်ကိုကျွန်တော်တို့နော်ပတ်တီးနဲ့ကျွန်တော်တို့ break ကတဲ့ကျွန်တော်တို့58ဆိုပြီးဖြစ်လာမယ်နော်ဒီကကြောင့် break နဲ့တကယ်လို့တစ်ခွက်ကောင်း3ကျန်တဲ့မိတ်ဆွေတွေကျွန်တော်58ဆိုသုံးလိုက်ပဲနော်ဒီတော့ကျွန်တော်5ထိပ်စီ5ပတ်တီးနဲ့ကျွန်တော်5တင်5တင်58ဆိုပြီး main နဲ့ရှိမယ်အဲ့ဒီမှာဒီနေ့ညနေအတွက်ကျွန်တော်တို့ main ထပ်မှန်ပြီးတော့ကျွန်တော်တို့ပတ်တီးတစ်လုံးရဲ့အခုဒီနေ့ညနေတောက်ကြနေလဲပြင်းနေပြီဆိုတော့ဖြစ်တဲ့ကြောင့်ဒီနေ့ညနေကျွန်တော်အခွေလေးလက်ဆောင်ဆန်းပြီးတော့သုံးကြည့်မယ်နော်နော်အပူးပါအခွေနော်အပူးပါအခွေလေးတော့ကျွန်တော်တို့ပါရှိနေဆိုရင်ဒီနေ့ညနေအတွက်နော်လက်ဆောင်အခွေလေးဖြစ်အသုံးပြုပေးပါဒီလေးကကိုချိုင်းနဲ့တက်တဲ့အခွေလေးရှိနေပြီဆိုရင်လည်းတင်ဝယ်ပြီးကစားနိုင်ပါတယ်3-1-6-3ဖြစ်ပါတယ်နော်3-1-6-3ဆိုပြီးကျွန်တော်တို့အပီးခွေဒီနေ့ညနေမှာကစားနိုင်ပါတယ်နော်အခွေကတော့လက်ဆောင်ဖြစ်ပါတယ်3-1-6-3ဆိုပြီးကျွန်တော်တို့အပီးခွေယူပြီးတော့အသုံးပြုနိုင်ပါတယ်နော်ဒီထဲမှာပရိနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့3-3တစ်ခွက်ကျွန်တော်တို့ပရိနဲ့ညီမှာဖြစ်ပါတယ်ကြအားလုံးအမြင်ရရှိပါတယ်ဒီနေ့17ရက်နေ့နော်6လ2020နဲ့မှာ6ကြာတာပရိနဲ့ညာလေး4:30အတွက်ကျွန်တော်တို့ထိပ်ပတ်တီးက5ပတ်တီးကြောင့် main က50 50မှာ8ပရိက3ရရှိတာဖြစ်တဲ့အတွက်ကြောင့်တင်ခွက်က50နဲ့မှာ8အပူးကအခွေကကျွန်တော်3-1-6-3နော်ကြိုက်ရှင်နဲ့ကြိုက်တဲ့ကိုယ်တွေမှညာရှိယူသုံးနိုင်တယ်နော်ကဲမနက်ကတော့ကျွန်တော်ရဲ့ကိုယ်တွေမှတွေ channel အတစ်တွေကမရှိတော့တဲ့ဖြစ်တဲ့ channel ဟောင်းနဲ့
မရှိတော့တာဖြစ်တဲ့ကြောင့်ကျွန်တော်ဗီဒီယို channel တလေးနဲ့လွှင့်ပေးခြင်းဖြစ်ပါတယ်နော်အရင် channel မှာကျွန်တော်တို့မူအခွေတွေပဋိဒုကြောင့်ကနန်းအခွေအပူးညီကိုတွေလိုက်တတ်တာကြောင့်မနက်ကပဋိဒုကြောင့်28တို့ပြန်ပြီးထွက်တင်သွားတယ်ကဲဒါလေးတွေကိုမမေးကြနဲ့နော်မူလေးကိုကဲလူသိလူအောင်လေးများပါတယ်ဆိုလို့ရှင် channel ကိုကျွန်တော်တို့လာလက်မလေးနှိပ်ထားနော်စီရင်သွင်းရဆိုတာလေးကိုနှိပ်ထားပါဒါမှကျွန်တော်တို့ဗီဒီယိုတက်တင်တိုင်းကျွန်တော်တို့ကိုယ်ဒီမှာတွေ့ရှိမှာဖြစ်ပါတယ်နော်မျှဝေတဲ့ကိုယ်ဒီမှာရင်ကျွန်တော်တို့မျှဝေလို့ရတဲ့နေရာမှာမျှဝေပေးပါအားလုံးအမြင်ကြပါသေးနော်အားလုံးပဲတက်တာပါဗျ